မင်္ဂလာပါဒီနေ့မှာယုံကြည်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုအနေငယ်လေး sharing လုပ်လိုပါတယ်เนาะလွန်ခဲ့တဲ့ဘက်ကပါစတာမိုင်းခါဝင်ထားတဲ့ຢာကိုကျွန်တော်ရန်ခွန်အားရပြီးတော့ဒီနေ့မှာပြန်လဲsharing လုပ်ခြင်းဖြစ်ပါတယ်เนาะအားလုံးအတွက်ကောင်းချီးဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်လို့ဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းလို့ပြောရင်ကျွန်တော်တို့ခရိယန်တက်တာမှာမရှိမဖြစ်လိုအပ်တဲ့ຢာပဲဖြစ်တယ်နော်တမန်တော်အရေးအတွက်ဆိုရင်လည်းသခင်ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေပေါ်မှာယုံကြည်ရတာဖြစ်တယ်။နော်လက်ရှိလောကမှာတက်ရှင်တွားလာတဲ့အခါမှာလည်းဘုရားရဲ့တတ်ဆွမ်းနိုင်ခြင်းပေါ်မှာကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ရှောက်မှန်းရတာပဲဖြစ်ပါတယ်။နော်ယုံကြည်ခြင်းကလူသားတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်တယ်။တို့တော့ယုံကြည်တယ်လို့ပြောတဲ့အခါမှာဟိုဟာဒီဟာတွေရှောက်ယုံခိုင်းတာမျိုးမဟုတ်ပဲနဲ့ဘုရားရဲ့စကားတော်ပေါ်မှာအခြေခံပြီးတော့ယုံကြည်ရမှာပဲဖြစ်ပါတယ်။အာမင် cat theory လို့ဒီ monkey theory လို့เนาะဘယ်လိုယုံကြည်ရမယ်ဆိုတဲ့ຢာတွေထက်ဘုရားရဲ့နှုတ်ကပတ်စကားတော်ပေါ်မှာကျွန်တော်တက်တာတွေကိုတည်ဆောက်ပြီးတော့ယုံကြည်ခြင်းကိုထုတ်လွှင့်ရမှာဖြစ်ပါတယ်အာမင်ဆိုတော့ဟေဘဲခန်းကြီး7အငယ်1ထဲမှာဆိုရင်ယုံကြည်ခြင်းရဲ့အသေးပဲကိုတွေ့ရတယ်7အငယ်6မှာကျတော့ဘယ်လိုယုံကြည်ရမလဲဆိုတဲ့ຢာကိုတုံ့တင်ထားတာဖြစ်တယ်။နော်ယုံကြည်ခြင်းမရှိဘူးဆိုဘုရားရဲ့စိတ်တော်နဲ့မတွေ့နိုင်နော်ဘုရားသခင်ရှိတယ်လို့ယုံကြည်ရမယ်ပြီးတော့နံပါတ်1ဘုရားသခင်ရှာတဲ့သူတွေကိုပြီးတဲ့ဘုရားဖြစ်တယ်ဆိုတာကိုယုံကြည်ရမယ်လို့သူတင်ထားတာပဲဖြစ်ပါတယ်။နော်ယေဘဲခန်းကြီး7အငယ်1မှာထူးခြားတာကနော်ဒီမြန်မာဘာရှင်းနဲ့မတူဘဲနဲ့ထူးခြားတဲ့အရာကပါလဲဆိုရင် now faith လို့အင်္ဂလိပ်ဘာရှင်းမှာသုံးထားတာတွေ့ရတယ်။ now faith အခုယုံကြည်တဲ့အရာနော်အတိတ်တုန်းကယုံကြည်ခဲ့တဲ့အရာမဟုတ်နော်အရင်တော့တင်ဘာလုပ်ခဲ့တယ်ဆိုတာအရေးမကြီးဘူးအခုဘာလုပ်နေလဲဆိုတဲ့အရာကအရေးကြီးတာဖြစ်တယ်အရင်တော့တင်ဘယ်လိုယုံကြည်ခဲ့တယ်လဲဆိုတဲ့အရာကအရေးမကြီးဘူးအခုဘယ်လိုယုံကြည်တယ်လဲဘယ်လိုယုံကြည်ခြင်းကိုထုတ်လွှင့်တယ်လဲဆိုတဲ့အရာကအရေးကြီးတာဖြစ်ပါတယ်အာမင်ဒီတော့ကျွန်တော်ယုံကြည်ခဲ့တဲ့အခြေအနေနဲ့အခုကျွန်တော်ကြုံတွေ့နေရတဲ့အခြေအနေကမတူနိုင်လို့ပြောခြင်းဖြစ်တယ်နော်ဘိုးဘေးတွေရဲ့ယုံကြည်ခြင်းတွေဓမ္မကျမ်းစာလေ့လာတဲ့အခါမှာဘုရားဘယ်လိုလုပ်ပါရှိခဲ့တယ်ဆိုတဲ့အရာတွေသိလာတဲ့အခါကျွန်တော်ယုံကြည်ခြင်းကိုတူပါစေပါတယ်။ဒါပေမဲ့အရင်တော့သူတို့ကြုံတွေ့ခဲ့တဲ့ဘူပေးတွေဖြတ်တန်းခဲ့တဲ့အတွေ့အကြုံဖြစ်ပျက်တွေနဲ့အခုလက်ရှိကျွန်တော်ကြုံတွေ့နေတဲ့အတွေ့အကြုံဖြစ်ပျက်တွေကမတူပါဘူး။ဒါကြောင့် now faith လို့ဒီအင်္ဂလိပ်ကျမ်းစာထဲမှာတွင်တင်ထားတာဖြစ်တယ်။အခုကျွန်တော်တို့ဘယ်လိုယုံကြည်တယ်လဲဆိုတဲ့အရာကအရေးကြီးတာဖြစ်တယ်။ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမှဓမ္မဟောင်းကိုပြန်ကူးကားရမယ်ဆိုရင်ကပ္ပဦးကျမ်းခန်းကြီး20ထဲမှာပါတယ်။ကြည်ခြင်းရဲ့ဖခင်အာဗြဟံအကြောင်းကိုတွေ့ရမှာဖြစ်တယ်။နော်ဂတိတော်ပေးပြီးမှ25နှစ်ကြာမှရတဲ့သား။နော်သူ့ရဲ့အသက်တရားပြီးတဲ့အခါမှာရတဲ့သားကိုဘုရားကပြန်တောင်းတယ်ဆိုတာတွေ့ရတာစုံစမ်းခြင်းမှုပြုတာပေါ့နော်။ဒါကိုသူကဘုရားတတ်နိုင်တယ်ဘုရားကောင်းဆုံးပြင်ပေးနိုင်တယ်ဆိုတဲ့အရာပေါ်မှာစိတ်ချပြီးတော့သူ့သားကိုရစ်ပူဇော်ဖို့လုပ်တဲ့အခါမှာဘုရားကပြန်တားတယ်။ပေးဖို့ပြောတာလည်းဘုရားပဲဖြစ်တယ်။ပြန်ပြီးတားတာလည်းဘုရားပဲဖြစ်တယ်။ပြီးတော့သူ့ကိုပြင်ဆင်ပေးထားတာလည်းဘုရားပဲဖြစ်ပါတယ်အာမင်ဘုရားရဲ့စကားတော်ပေါ်မှာသူ့ရဲ့ယုံကြည်ခြင်းကိုအာဗြဟံကထုတ်လွှင့်တဲ့အခါမှာသူ့သားရဲ့အသက်ကိုကယ်တင်ခြင်းကိုရရှိယုံတာမကဘဲနဲ့တော့ဘုရားပြင်ဆင်ပေးထားတဲ့သူ့ကိုလည်းတွေ့ရတာဖြစ်တယ်။ထို့တက်မကတော့ abounding blessing ဆိုတဲ့ဒီတိုးပွားခြင်းကောင်းကြီးမင်္ဂလာနော်တမုတ်ပြတဲလုံးမကတိုးပွားစေမယ်များပြားစေမယ်ဆိုတဲ့ဘုရားရဲ့ဂရုတော်ကောင်းကြီးတရားနဲ့သူ့မျိုးဆက်ထိစီစဉ်သွားစေတယ်ဆိုတာတွေ့ရတယ်။သူ့ now faithလက်ရှိဘုရားရဲ့စကားတော်ပေါ်မှာသူရဲ့တုံ့ပြန်ခြင်းအပြင်ဒီနေ့သူကြည်ခြင်းရဲ့အကျိုးရလဒ်အပြင်ပွင့်တွေကိုလက်တွေ့ခံစားရတယ်ဆိုတာတွေ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့ဘုရားစကားတွေကြားထားတဲ့ຢာတွေအများကြီးရှိတယ်။တော့ရင်တုန်းကအခြေအနေနဲ့မတူဘဲနဲ့အခုကြုံတွေ့နေရတဲ့အခြေအနေတွေပေါ်မှာဘုရားရဲ့စကားတွေပေါ်မှာကျွန်တော်ဘယ်လိုယုံကြည်ခြင်းနဲ့ရက်တည်တယ်လဲယုံကြည်ခြင်းနဲ့ကျွန်တော်ဘယ်လိုတုံ့ပြန်တယ်လဲဆိုတဲ့ຢာကစကားပြောထားတာပဲဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့လက်ရှိခြင်းကို now faith ကိုအခုလက်ရှိယုံတဲ့ຢာ now revelation တော့အတိတ်တုန်းကဖွင့်ပြတဲ့ຢာမှာအခုလက်ရှိကျွန်တော်တည်တဲ့ကျမ်းစာအနှုတ်ကပတ်တော်အပြင်ဘုရားဖွင့်ပြတဲ့ຢာပေါ်မှာကျွန်တော်ဘယ်လိုယုံကြည်တယ်လဲဆိုတဲ့ຢာကအရေးကြီးတာဖြစ်တယ်အခုနောက်ကြတဲ့ຢာပေါ်မှာကျွန်တော်တို့ကယဉ်ကျေးပြီးတော့ယုံကြည်ခြင်းကိုထုတ်လွှင့်မယ်ဆိုရင်ကျွန်တော်ရင်ဆိုင်ရတဲ့ခြင်းတွေထဲကနေဘုရားကကယ်တင်ခြင်းတော့လုံမြောက်ခြင်းကိုပြီးယုံတာမကနော်ကျွန်တော်တို့ပြင်ဆင်ပေးထားတဲ့အာဗြဟံကဲ့သို့သူတို့ပြင်ဆင်ပေးထားတဲ့ຢာကိုတွေ့လို့ပဲကျွန်တော်တို့ပြင်ဆင်ပေးထားတဲ့ဘုရားရဲ့နမိတ်လက္ခဏာတွေကိုလည်းကောင်းချီးမင်္ဂလာတွေကိုလည်းမြင်တွေ့ရမှာပဲဖြစ်တယ်။ abounding blessing တွေကနောက်မျိုးဆက်တွေအထိစီးဆင်းသွားမှာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့
နှုတ်ကပတ်တော်အပြင်ကျွန်တော်အနေနဲ့အနေငယ်လေး sharing လုပ်လိုပါတယ် now faith now revelation ပြီးတော့ now with present in Holy Spirit အခုဖျားတဲ့တူရှိခြင်းအတိတ်တော့တူရှိခဲ့တာပေါ့အခုတူရှိပြီးတော့အခုဖျားဖွင့်ပြတဲ့ຢာတွေပေါ်မှာအခုကျွန်တော်ယုံကြည်ခြင်းကိုကျွန်တော်စေလွတ်မယ်ထုတ်လွှင့်မယ်ဆိုရင်ဘုရားပြုတဲ့နမိတ်လက္ခဏာတိတော့အရာတွေကိုเนาะတိတော့ကောင်းကြီးမင်္ဂလာတွေကိုကျွန်တော်တို့မြင်တွေ့ခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့နေငယ်တော့နှုတ်ကပတ်တော်အပြင် sharing လုပ်လို့ပါတယ်ဆိုတော့အားလုံးတဲ့ကောင်းကြီးဖြစ်မယ်လို့လည်းကျွန်တော်အထူးယုံကြည်ပါတယ်ရောက်စီတိုင်းပုံမှာဖျားခင်ကြီးမားစွာကောင်းကြီးပေးပါစေ